အားလုံးပဲမင်္ဂလာပါလက်ရှိမြင်တွေ့နေရတော့ကိုရီးယားနိုင်ငံစစ်သမိုင်းပြတဲ့ပဲဖြစ်ပါတယ်ခင်ဗျာအရင်နေ့ကကျွန်တော်ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်ဒီဗီဒီယိုတွေကမြန်မာနိုင်ငံအလံဆိုလို့ရှိရင်ဒီပြတိုက်ထဲမှာရှိတာဖြစ်ပါတယ်ခင်ဗျာပြီးတော့မေးများတဲ့မေးခွန်းတစ်ခုပေါ့နော်ထိုင်းနိုင်ငံကတဲ့ဒီစစ်ပွဲမှာဝင်မကူလားဟုတ်ကဲ့ကူပါတယ်ခင်ဗျာထိုင်းနိုင်ငံက UN အဖွဲ့မှာပါဝင်ပြီးတော့ကျွန်တော်တို့စစ်ဝင်တိုက်ပေးပါတယ်ဒီ UN အဖွဲ့အစည်းမှာဆိုလို့ရှိရင်တော့ဥရောပတိုက်နိုင်ငံတွေအာဖရိကနိုင်ငံတွေမြောက်အမေရိကတိုက်နိုင်ငံတွေအစသည်အဖြစ်အများကြီးပါဝင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အရှေ့တောင်အာရှမှာဆိုလို့ရှိရင်လည်းထိုင်းနိုင်ငံပါမယ်ဖိလစ်ပင်းပါပါမယ်မြင်နေရတာကတော့ဒီစစ်ပွဲအတွင်းမှာဝင်တိုက်ပေးတဲ့နိုင်ငံတွေရဲ့အလံတွေပဲဖြစ်ပါတယ်ခင်ဗျာဒီကဆိုလို့ရှိရင်ထိုင်းနိုင်ငံဖြစ်ပါတယ်တူရကီပါမယ်ဒါကပြင်သစ်ပါပါမယ် ပြီးလို့ရှိရင်အခုမြင်ရတာကတော့ဖိလစ်ပင်းနိုင်ငံပဲဖြစ်ပါတယ်ဖိလစ်ပင်းဟာလည်းကျွန်တော်တို့ဒီစစ်ပွဲမှာဝင်တိုက်ပေးတယ်စစ်ဝင်တိုက်ပေးတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်ခင်ဗျာဆော့အာဖရိကပါမယ်တောင်အာဖရိကပါတောင်အာဖရိကနယူးဇီလန်နယ်သာလန်ပါမယ်လူဇင်ဘတ် USA ပါ USA ကတော့ဒီ UN အဖွဲ့ထဲမှာဦးစီးဦးဆောင်နေပေါ့နော်ဦးဆောင်ပြီးတော့ပါဝင်တဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်ပြီးတော့သူတို့ပေါ့နော်အဲ့ဒီချိန်တော့ကဒီစစ်ပွဲမှာပေါ့နော်နိုင်ငံတွေအသုံးပြုခဲ့တဲ့ယူနီဖောင်းတွေကိုလည်းသူတို့ပြနိုင်မှာတည်တည်ချာချာလေးပြသထားတာကိုတွေ့ရပါတယ်ခင်ဗျာဒီအိန္ဒိယတို့ဘာလို့လဲဒီစစ်ပွဲမှာဝင်ကူပါတယ်သူတို့ကကျတော့လူအရင်းမြစ်ကူညီတာပေါ့ဗျာဘယ်လိုမျိုးလဲဆိုတော့ကျမကြီးထောက်ပံ့မှုတို့ပြီးတော့ကြက်ချီနေကြီးလို့မျိုးအသင်းနေတယ်ပေါ့နော်စေဝါဘိုင်းဘက်ကနေပြီးတော့ကူညီတာမျိုးဖြစ်ပါတယ်ပြီးတော့ဂျာမနီကလည်းစစ်ဝင်တိုက်ပေးတာမျိုးမဟုတ်ဘဲနဲ့လူဆွမ်းအရင်းမြစ်ဖြစ်တဲ့ကျွန်တော်တို့ဒီစေဝါပေါ့နော်ကြက်ချီနေဒီလိုမျိုးတွေကိုကူညီပေးတာပဲဖြစ်ပါတယ်ဒါကတော့ USA နိုင်ငံရဲ့အလံနဲ့ USA ယူနီဖောင်းပါဒီစစ်အတွင်းမှာပေါ့နော်ဝင်တိုက်ပေးခဲ့တဲ့နိုင်ငံတွေရဲ့ယူနီဖောင်းတွေကိုတည်တည်ချာချာပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိမြင်နေရတာတော့ထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံရဲ့စစ်အတွင်းမှာအသုံးပြုခဲ့တဲ့ယူနီဖောင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ Green နိုင်ငံရဲ့အစစ်အတွင်းမှာအသုံးပြုခဲ့တဲ့ uniform ပါဒါကတော့စစ်ပွဲမှာပါဝင်ခဲ့တဲ့နိုင်ငံတွေရဲ့အလံကိုတည်တည်ချာချာလေးလွှတ်ထူထားတာပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိမြင်နေရတာတော့ကျွန်တော်တို့ဒီစစ်ပွဲမှာပေါ့နော်ကြာဆုံးခဲ့တဲ့စစ်တီတော်တွေနဲ့ဒီစစ်တီတော်တွေရဲ့နိုင်ငံတွေကိုစည်ရင်းပြုစုထားတဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင်like and follow တွေလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်